ကဲကိုစီရနိုင်အခုပြိတ္တကနောက်တစ်ပုတ်ထပ်ပြီးဖြော်ပြပေးဖို့တောင်းဆိုနေပါတယ်။ဘာသချင်းလေးနဲ့ထပ်ပြီးဖြော်ပြပေးဦးမှာလဲ ဟုတ်ကဲ့ပါခုနောက်တစ်ပုတ်အနေနဲ့ကျန်ရစ်တဲ့ကျန်စစ်အသေးလို့မြင်ရပါတယ် ဟာအကိုဒါဆိုလို့ရှိရင်ဒီတချင်းလေးကရာဇဝင်နဲ့ကမယိုးနိုင်တဲ့အချစ်ဇာတ်လမ်းလေးတစ်ပုတ်ပေါ့နော် ဟုတ်ပါတယ်ဒီတချင်းလေးကတော့ကျန်စစ်မင်းသားနဲ့မဏိဆန္ဒခင်ဦးတို့ရဲ့ချစ်ဇလန်းလေးကိုတီးအောင်ညမ်းတဲ့မှာဤဖွဲ့ထားတဲ့ချင်းလေးပါ ဟုတ်ကဲ့ပါကျွန်တော်တို့အတူတူပြိတ္တနဲ့အားပေးနေပါမယ် ဟုတ်ကဲ့ပါကောင်းပါပြီ